အားလုံးပဲမင်္ဂလာပါ Study ရဲ့ Hangul Channel ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ Ulkayo Lakayo ဆိုတဲ့တရားလေးကိုရှင်းပြပေးချင်ပါတယ်။ Ulkayo Lakayo ဒီတရားကတော့အနာဂတ်ကာလကိုဖော်ပြတဲ့မိဂုံးပုံစံတရားမျိုးစဖြစ်ပါတယ်။မြန်မာလိုအဓိပ္ပာယ်ဆိုရင်တော့မလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့action verb တွေနဲ့တွဲသုံးတာဖြစ်ပါတယ်။နောက်ပြီးတော့တစ်ဖက်လူရဲ့အတွေးအမြင်ကိုမေးတဲ့အခါမျိုးမှာဒါမှမဟုတ်တစ်ဖက်လူကိုအကြံပေးတဲ့အခါမျိုးမှာလည်းသုံးပါတယ်ဥပမာအနေနဲ့ဆိုရင်점심을 같이 먹을까요? 점심을နေ့လယ်စာကို 같이 အတူတူ 먹을까요? စားကြမလားဆိုတဲ့ဒီလိုမျိုးဝကြမျိုးမှာဆိုရင် 먹다 စားသည်ပေါ့နော် 먹다 ကစားသည်ဆိုတဲ့ action verb နဲ့ဒီ ulkayo lakayo ကိုတွဲသုံးထားတာဖြစ်ပါတယ်။ 먹다 စားသည်ဆိုတဲ့ verb မှာအသက်ပါနေတဲ့အတွက်ကြောင့် ulkayo ကိုသုံးထားတာဖြစ်ပါတယ်။စားမလားစားကြမလားဆိုတဲ့အဓိပ္ပာယ်ပေါ့။နောက်တစ်ခုကတော့ 무슨 음식을 만들까요? 무슨 음식을 ဘယ်လိုစားတောက်ကိုဘာစားတောက်ကို 만들까요? ပြုလုပ်မလဲအဲ့တော့ပြုလုပ်မှာလဲဆိုတဲ့ 만들다 ပြုလုပ်သည်ဆိုတဲ့ verb ကို ulkayo lakayo ပေါင်းထားတာပေါ့နော်အဲ့တော့ 만들다 မှာမူရင်း verb ကလာတက်ပါပါတယ်အဲ့တော့အဲ့ဒီလာတက်ဒီအနောက်မှာ grammar ပေါင်းလို့ရှိရင်လာတက်ပြုတ်သွားတာဖြစ်တဲ့အတွက်ကြောင့် lakayo ကိုပေါင်းပြီးတော့ 만들까요 လို့ရေးထားတာဖြစ်ပါတယ်ဘယ်လိုစားတောက်ကိုပြုလုပ်ကြမလဲ도서관에 갈까요? 도서관에 갈까요? စာကြည့်တိုက်ကိုသွားကြမလားအဲ့တော့သွားမလားဆိုရဲသွားသည်ဆိုရဲ verb မှာအသက်မပါဘူးအသက်မပါတာဖြစ်တဲ့အတွက်ကြောင့်lakayoကိုပေါင်းထားတာဖြစ်ပါတယ်စာကြည့်တိုက်ကိုသွားမလားဒါဆိုရင် ulkayo lakayo တရားပုံစံသုံးပုံသုံးနည်းကိုနားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခုကတော့ upshida babshida ဆိုတဲ့တရားဖြစ်ပါတယ်ulkayo ခုန ulkayo lakayo နဲ့မိကုံးမေးလိုက်တဲ့အချိန်မှာပြန်ဖြေလို့တစ်တော်တဲ့တရားကတော့ upshida babshida ဆိုတဲ့တရားဖြစ်ပါတယ်သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကတော့ကြားရအောင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ action verb နဲ့တွဲသုံးတာဖြစ်ပါတယ် action တစ်ခုကိုတစ်ဖက်လူနဲ့အတူတူလုပ်ချင်လို့အဖော်ညှိတဲ့အခါမျိုးမှာအဲ့လိုအခြေအနေမျိုးမှာသုံးတာဖြစ်ပါတယ်သွားကြရအောင်လာကြရအောင်စားကြရအောင်အဲ့လိုမျိုးအဓိပ္ပာယ်နဲ့တွဲသုံးတာဖြစ်ပါတယ်အဲ့တော့ခုနက ulkayo မလားသွားမလားစားမလားလို့မေးလိုက်တဲ့ချိန်မှာပြန်ဖြေလို့သင့်တော်တဲ့ grammar ပုံစံကတော့ဒီ upshida babshida စားကြရအောင်သွားကြရအောင်ဆိုတဲ့ဒီတရားပဲဖြစ်ပါတယ်ဥပမာ한국 음식을 먹읍시다. 코리아 사다고 사자야အောင် 먹다 ဆိုတဲ့စားသည်ဆိုတဲ့ verb မှာအသက်ပါနေတာဖြစ်တဲ့အတွက်ကြောင့် upshida ကိုသုံးတာဖြစ်ပါတယ်။ 코리아 사다고 사자야အောင် 여기에 잠깐 앉읍시다. 여기에 잠깐 앉읍시다. ဒီမှာခဏလောက်ထိုင်ရအောင်ထိုင်သည်ဆိုတဲ့ anda မှာအသက်ပါနေတာဖြစ်လို့upshida ကိုပေါင်းထားပါတယ်။ 도서관 앞에서 만납시다. စာကြည့်တိုက်အရှိမတွေ့ကြရအောင်တွေ့သည်ဆိုတဲ့ 만나다 တွေ့သည်ဆိုတဲ့ verb မှာအသက်မပါတဲ့အတွက်ကြောင့် babshida ကိုတွဲသုံးပါတယ်။ 도서관 앞에서 만납시다. ဒါဆိုရင် upshida babshida ရဲ့တရားသုံးပုံသုံးနည်းလေးကိုလည်းသဘောပေါက်မယ်လို့ထင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအဆုံးလေးကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်